ပရိသတ်များလုံးမင်္ဂလာပါ KB Sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲ့တော့ပြီးခဲ့တဲ့2နှစ်3နှစ်လောက်ကပြိုတိုင်းကြိုက်တဲ့နှီးစီကိုင်ဖြစ်ခဲ့မှုတဲ့တိုက်စစ်မှုဒူဆန်ဘလာဟိုဗစ်ကိုလက်ရှိချိန်မှာဂျူဗီတာအသင်းကအတော်လေးကိုဈေးလျှော့ပြီးတော့ရောင်းချသွားဖို့ဆန္ဒရှိနေလို့သိရပါတယ်။ဒူဆန်ဘလာဟိုဗစ်ကလက်ရှိဂျူဗီတာအသင်းမှာတိတ်ပြီးတော့ခြေစွမ်းမပြနိုင်အောင်ဒါအပြင်ကိုနီးပြတဲ့တီယာဂိုမော်တာရဲ့ကစားကွက်နဲ့လည်းအံမုံကြီးဖြစ်နေတယ်။ဒီချိန်မှာ PSG အသင်းကနေသူတို့အငှားခေါ်ထားတဲ့ကိုလိုမှုဟာနီကပို့ပြီးတော့အန်ဝင်တဲ့ခြေစွမ်းမျိုးပြနေတယ်။ဒါကိုသိထားတဲ့ဂျူဗီတာအသင်းကလည်းသူတို့အသင်းရဲ့တိုက်စစ်မှုဘလာဟိုဗစ်ကိုအရွယ်ကောင်းတော့ဈေးရင်းနည်းနည်းလေးရတော့မှရောင်းထုတ်သွားဖို့ဆန္ဒရှိနေတယ်။လက်ရှိချိန်မှာဂျူဗီတာအသင်းကဒူဆန်ဘလာဟိုဗစ်နဲ့ပတ်သက်ပြီးဘယ်လောက်ထိတောင်မှဈေးကိုချသွားဖို့ဆန္ဒရှိတယ်ဆိုရင်ပေါင်35သန်းနဲ့ဒါကမ်းလှမ်းလာမယ်ဆိုရောင်းထုတ်သွားဖို့ဆန္ဒရှိနေလို့သိရပါတယ်။ပြီးခဲ့တဲ့တစ်နှစ်ကျော်လုံးကဆိုဒူဆန်ဘလာဟိုဗစ်ကိုကျွန်တော်ပေါင်80လောက်နဲ့လာပေးတာတော့ရောင်းချဖို့အစီအစဉ်မရှိခဲ့တဲ့ဂျူဗီတာအသင်းကလက်ရှိအချိန်မှာပေါင်35သန်းနဲ့ရရင်တော့ရောင်းထုတ်သွားမယ်လို့သိရပါတယ်။25နှစ်ပဲရှိသေးတယ်ဒီတိုက်စစ်မှုအနေနဲ့နာဂတ်မှာခြေစွမ်းတွေဆက်ပြပြီးတော့ယုံကြည်ပြီးတော့ပွဲထုတ်ခွင့်ပေးမယ်အသင်းတွေရှိလာရင်တော့ပေါင်35သန်းဆိုတော်တော်လေးကိုတော့မဆိုးဘူး။ဒါပေမဲ့လက်ရှိအချိန်မှာတော့ဝယ်ယူမဲ့ကလပ်တွေမရှိသေးဘဲနဲ့စောင့်ဆိုင်နေတုံးမယ်လို့သိရပါတယ်။ဂျူဗီတာကအသင်းကတော့ဘလာဟိုဗစ်ကို35သန်းလောက်ရရင်တော့ရောက်ထုတ်သွားဖို့ပြင်ဆင်ထားပြီလို့သိရပါတယ်